လေးရာစုမှ19ရာစုထိဘုရားပြည်ဒီဝါပြေဝိစာဆင်းရဲမှုများနဲ့နောက်ကကြော်ရှင်းတဲ့ကတိမျိုးလေးများကလေးရင်ပေါ်မှာတရုတ်ဘော်တင်ဆက်ရင်မန္တလေးမြို့ရဲ့တင်းချံကိုရိုးရာမပြတ်ဖော်ထုတ်ပြသနေတာပဲဖြစ်ပါလိမ့်ရှင်ဆလဘီမြင်တွေ့ကြရတာကတော့သုံးမောင်ခေ18ရာစုရဲ့ယဉ်ကျေးမှုကိုပေါ်ပြမယ်သုံးမောင်ခေအမျိုးသမီးလေးများရဲ့ရေကစားဟန်တရုတ်ဖော်မှုပဲဖြစ်ပါလိမ့်ရှင်ဆလဘီရတနာဘုံခေရောက်မှာတော့မန္တလေးမြို့ရတနာဘုံနေပြည်တော်ရဲ့ရတနာဘုံခေဝစ်စားစင်ရမှုနဲ့ရတနာဘုံခေရဲ့ယဉ်ကျေးမှုကိုတရုတ်ကိုတင်ဆက်ထားတာပဲဖြစ်ပါလိမ့်ရှင်သုံးလေးကတော့မြတ်မောက်ခေရဲ့မြမရိုးရာယဉ်ကျေးမှုအစဉ်လာကိုအများပြည်သူသားမကနိုင်ငံတကာကပါသိမြင်နိုင်ကြစေဖို့လေးရင်ကြော့ပေါ်မှာတင်းချံရဲ့ပုံရိပ်တွေကိုလည်းပေါ်လွင်အောင်တရုတ်ကိုတင်ဆက်နေကြတာကိုကြည်နူးဝမ်းမြောက်ဖွယ်မြင်တွေ့ကြရတာပဲဖြစ်ပါလိမ့်ရှင်